Hera အပေါ်ပြန်သွားနေရတာဘာလို့ဆိုတော့နိုင်မိကြိုင်ခဲ့လို့ Morning Hera ပါ Hera ဒီနေ့ Hera တကယ်ချင်းဖိတ်လို့ပေါ့နော်သူတို့ကျောင်းရဲ့ orientation သွားဖို့ရှိပါတယ်သူတို့ကျောင်း orientation ကကြောက်9ခွဲစမယ်လို့ပြောတယ်ခုက Hera ပြမယ်ပဲချိန်ရှိပြီလဲဆိုတော့9:20ရှိပါပြီ Hera အဲ့သူတို့ကျောင်း9နိုင်ခွဲရောက်သွားမှာပါရှင်အဲ့တော့ Hera မီလားမမီလားဆိုတာလိုက်ကြည့်ပေးကြပါအောင်နော် Hera ရေးသားချိုးလိုက်ပါအောင်မယ်အချစ်မူလို့နဲ့ထားပြီးတော့ Hera ရေးသားချိုးလိုက်ပါရှင်Hera ရေတော့ချိုးပြပါပြီဒါပေမဲ့ခေါင်းလျှော့ထားတော့ခေါင်းမှာအရင်ဆူနေတဲ့အတွက်ကြောင့်မလို့ Dyson လေးနဲ့6ခံလိုက်ပါအောင်မရှင့်ခေါင်း6ခံနေနဲ့ပူလာလို့ဘယ်ဟုတ်မလဲအဲကုန်းကြီးပိတ်ထားတာအကြောင်းလို့ပြန်ဖွင့်လိုက်ရတဲ့ပေါ့နော်ခုဆိုရင်တော့ Hera စပင်လောက်လို့ပြီးသွားပါပြီရှင့်ရတဲ့ငယ်ချင်းကသူတို့ကျောင်းအလူတွေနဲ့စန်တူစာတောင်းမှာဆိုတော့ Hera ဆန်ခရင်ကတော့လုံးဝအဖြစ် on သွားပါရှင်ဘိုက်ကလည်းစားနောက်ကျမှလည်းဆိုးတာကြောင့်မလို့စားရင်းနဲ့ပြင်နေရတာပါရှင်Hera brush ကိုပဲနားထားလိုက်လည်းမသိတော့လိုက်ရှာနေရတာပါတစ်ဖက် opinion လေးပြောလာမယ် Rare Beauty မှာဆိုရင်ညတော့သူက Rare Beauty ရဲ့ blush က pigmentation အရန်ကိုကောင်းတယ် Hera ကနည်းနည်းလေးတင်လိုက်တာတော့မှအရောင်ကအရန်ထွက်တယ်ပေါ့နော်ဆိုရင်တော့လှပြင်တာပြီးသွားပါပြီလှပြင်တာပြီးသွားတဲ့အချိန်မှာတော့အချိန်က8:73မိနစ်ဖြစ်သွားပါပြီအဲ့လိုဆိုတော့ဝတ်လဲလိုက်ပါအောင်မတက်တာ fit check Hera ကိုအရင်လည်းလုပ်ပြီးသွားပါပြီအရင်လည်းလုပ်ပြီးတော့သွားဖို့ပြင်ပါရမယ်ရှင်အမေညတော့ဝတ်ဖို့လုပ်ထားတဲ့ပါမီကဘယ်နာထားမိရမသိဘူးအားကြောင့်မို့တွေ့ရဟာပဲကောက်ဝင်လိုက်ကြပါရှင်fit check Hera အကို8:00ခွဲလာပါပြီရှင်အဲကြောင့်မို့အိမ်ကနေပြီးတော့တောက်လိုက်ပါရမယ် Hera အပေါ်ပြန်သွားနေရတာဘာလို့ဆိုတော့နိုင်မိကြိုင်ခဲ့လို့ပါ Hera ကိုနေတဲ့ဆောင်ထဲကနေထွက်လာပါပြီHera ဆောင်နဲ့ Hera တငယ်ချင်းအကြောင်းဆိုရင်တော့45မိနစ်လောက်စီးရမလားပဲဟုတ်တယ်45မိနစ်လောက်ကားစီးရပါမှာ2ဆင့်ပြောင်းစီးလိုက်ရတယ်ပေါ့နော်9:14ဖြစ်သွားပါပြီကျွန်မသူတို့ကျောင်းကိုရောက်နေပါပြီဒါသူတို့ရဲ့ campus ပေါ့နော်သူတို့ရဲ့ campus ကိုအရင်ကြိုက်တယ်လို့ခံစားရတယ်ပေါ့နော်သူတို့ကျောင်းရဲ့ campus ကရတဲ့ atmosphere ကအထူးသဖြင့်မြန်မာတွေအများကြီးပဲအဲ့မှာတွေ့ကြလို့လားမသိဘူး home vibe တွေရတယ်ပေါ့နော်ဒါ Hera တငယ်ချင်းပါ Hera ကိုသူတို့ကျောင်းလာဖို့ဖိတ်တဲ့တငယ်ချင်းပါရှင်ဒီဘက်တိတ်အတွက်ပေါ့ဟို251ကျောင်းလိုက်အတွက်ရွေးပြီးတော့လက်ပေးရပွဲဖြစ်ပါတယ်ဒီပွဲမှာအဲ့ဒီနေရာကျတော့သူတို့ BCA Academy ရဲ့မြန်မာ community ပဲပေါ့နော်မြန်မာကျောင်းသားတွေပဲ orientation နဲ့ဆိုတော့အကုန်လုံးမြန်မာတွေပဲပေါ့နော်သူတို့က fresher တွေတဲ့ Singapore မှာတည်တင်တည်ထိုက်တဲ့အရာလေးရော story လောက်ကမဲ့ကျောင်းရာတွေရောတခြားအများရသုံးဝင်မဲ့ကျောင်းရာတွေရောဆရာတွေရောပြီးတော့သူတို့ရဲ့သူတို့ community မှာ share senior တွေကနေပြီးတော့ sharing လုပ်ပေးရပေါ့နော်ပြီးရဲ့ခါကျတော့ Hera တို့ Sentosa ကိုသွားရပေါ့နော်ကားကလည်းသူတို့community ကပဲစီစဉ်ပေးရပါရှင်အိမ်မှာ Sentosa ရောက်ပြီးတော့သူတို့ group ဖွဲ့ပြီးရဲ့အတိုင်း Hera တို့ထိုင်နေပြီးတော့သမင်းကလည်းသူတို့ community ကစီစဉ်ပေးရပါတော့ဒါပေမဲ့ Hera တို့အဲ့ဒီ game မောဒီ register လုပ်တဲ့ fee က$18ပေးရတယ်ဒါပေမဲ့ဘယ်လိုခံစားရလဲဆိုတော့$18ထက်အများကြီးပိုတန်တဲ့ experience တွေနဲ့ဘယ်လိုခေါ်မလဲမြန်မာ community နဲ့သွားရတယ်ဆိုတဲ့ vibe လေးကအရန်ဟိုတန်မိုးရှိရဲ့$18ဖြစ်ခဲ့ပါတယ်ပေါ့နော်Hera ဂိမ်းတွေအများကြီးလဲစော့ကြပါတယ်ပေါ့နော်ဒါပေမဲ့ Hera နေကင်းညတော့သွားစရာရှိလို့ပွဲမပြီးသေးဘဲနဲ့ပြန်လာပါတယ်ပေါ့တကယ်ချင်းကတော့စိတ်ဆိုးပြီးတော့ကြံခဲ့ပါတယ်ရှင်
Hera ကိုဒီလိုမျိုးပျော်ရွှင်စရာနေလေးပိုင်ဆိုင်အောင်လုပ်ဆိုပြီးတော့ဖိတ်ခေါ်ပေးရ Hera ရဲ့တငယ်ချင်းမင်းထက်ခိုင်ရောပြီးတော့နွေးနွေးထွေးထွေးကြိုဆိုပေးရ BCAA မြန်မာ Student Community ကိုကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်